ဒုတိယကိုဝင်ကိုလွယ်ထားရတဲ့အချိန်မှာပဲကိုယ့်ရဲ့အချစ်ဆုံးသူစီကနေအဆိုးရွားဆုံးတစ္ဆာဖောက်မှုမျိုးနဲ့ကြုံတွေ့လိုက်ရတဲ့နဒီရွှေရည်ရဲ့အကြောင်းကိုပြောပြချင်ပါတယ်။ဝတ်မှုံရွှေရည်ရဲ့ညီမနဒီရွှေရည်ဟာသူမရဲ့မိသားစုဘဝနဲ့ပတ်သက်လို့ရင်နာစရာကောင်းတဲ့အဖြစ်အပျက်တွေကိုပွင့်ပွင့်လင်းလင်းဖွင့်လှစ်ခဲ့ပါတယ်။သူမရဲ့ဒုတိယမြောက်သမီးလေးကိုကိုဝင်လွယ်ထားရတဲ့အချိန်မှာပဲခင်ပွန်းတီရဲ့ဖောက်ပြန်မှုကိုစတင်သိရှိခဲ့ရတာပါ။အဲ့ဒီအချိန်တုန်းကတော့မိသားစုရဲ့ဂုဏ်သိက္ခာကိုငဲ့ကွက်တဲ့အတွက်ဘသူ့ကိုမှမပြောဘဲရေငုံနှုတ်ပိတ်နေခဲ့တာပါ။ဖြစ်ပုံကဒီလိုပါဂေါက်ကွင်းတစ်ခုမှာခင်ပွန်းတီဖြစ်သူကအမျိုးသမီးတဦးနဲ့ရင်းနှီးစွာဖက်နှမ်းနေတာကိုမြင်တွေ့ခဲ့ရသူကနဒီရွှေရည်ရဲ့မိခင်ကိုဖုံးဆက်ပြီးတိုက်ရိုက်လှမ်းပြောပြခဲ့တာပါဒီအကြောင်းကိုနဒီရွှေရည်ကခင်ပွန်းဖြစ်သူကိုမေးမြန်းတဲ့အခါမှာလဲသူကလုံးဝမသိတလို့မဟုတ်တလို့နဲ့ညှင်းဆန်ခဲ့တာပါဒါပေမဲ့နဒီရွှေရည်လက်ထဲမှာတော့သူတို့ရဲ့ဖောက်ပြန်မှုတွေကိုသက်သေပြနိုင်တဲ့အထောက်အထားတွေအစုံလင်ရှိနေပြီးသားဖြစ်ပါတယ်ဆဆချင်းမှာတော့အဆက်တရားကြောင့်ဘာမှမပြောဘဲတီးခံနေခဲ့ပေမဲ့နောက်ပိုင်းမှာတော့တီးမခံနိုင်တော့တဲ့အခြေအနေတစ်ခုကိုရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့ဖောက်ပြန်သူအမျိုးသားကသူမတို့မိသားစုအကြောင်းကိုအပြင်မှာမဟုတ်မမှန်တွေလိုက်လံပြောဆိုနေတာကြောင့်ပါဒီလိုမျိုးမမှန်မကန်ဆွဆွဲမှုတွေကြောင့်ပဲနဒီရွှေတယောက်တီးခံခြင်းတွေကုံဆုံးပြီးအမှန်တရားကိုဖွင့်ချဖို့ဆုံးဖြတ်လိုက်ရတာပါ။လက်ရှိမှာတော့နဒီရွှေရည်ဟာသူမရဲ့ကလေးနှစ်ဦးကိုမိခင်ဖြစ်သူနဲ့အမဖြစ်သူဝတ်မှုံရွှေရည်တို့ရဲ့ဝိုင်းဝန်းဆောင်ရှောက်မှုနဲ့နေထိုင်နေရတာပါအဆိုးရွားဆုံးကတော့ဖောက်ပြန်ယုံတင်မကပဲခင်ပွန်းတီဖြစ်သူကကလေးတွေအတွက်လိုအပ်တဲ့စားစရိတ်ကိုတောင်တစုံတရာထောက်ပံ့ပေးခြင်းမရှိဘဲတာဝန်မဲ့နေတာကိုနဒီရွှေရည်ကခါးသီးစွာနဲ့ဖွင့်လှစ်လာပါတယ်မိခင်တယောက်ရဲ့ရင်ထဲကပူလောင်မှုနဲ့အတူဒီသတင်းလေးကတော့အခုဆိုရင်ပရိသတ်တွေကြားမှာစိတ်မကောင်းစရာသတင်းတစ်ခုအနေနဲ့ပြန့်နှံ့နေပါတယ်